ရှိကိုရောက်တယ်ဆိုမှတော့တကယ်မှုနဲ့တွေ့ပြီပေါ့ကိုရဲ့ဒီလောက်ဆိုရင်တော့နားထောင်နေတဲ့လူတွေလည်းကိုပြောနေတဲ့ပုံမြင်ဘာပုံမြင်လဲဆိုတော့နည်းနည်းတော့ရိပ်မိနေတော့ပြီညီမလည်းနည်းနည်းတော့ရိပ်မိပါပြီကိုရဲ့ဒါပေမဲ့တေချာအောင်ဆက်ပြောကြပါဦးဟုတ်ပါပြီခုနညီမပြောခဲ့သလိုပဲနန်းတော်ရှိရောက်တဲ့အခါမှာတန်ခါးတကမှုနဲ့တွေ့ပြီရောနန်းတော်ရဲ့အဲ့တကမှုကတာမန်တကမှုမဟုတ်ဘဲနဲ့လက်စားတဲ့တကမှုဖြစ်နေတဲ့အတွက်ကြောင့်မလို့တငါတဲ့လိုတငါတဲ့ရရှိမဲ့ဆုလက်တွေကတဝက်တိတိကိုပေးမယ်လို့ကြိပေးပြီးမှနန်းတော်တွေကိုဝင်မေးလိုက်တယ်လေရှင်မြင်းကြီးထံငါးကြီးကိုစသလိုက်တဲ့အခါမှာရှင်မြင်းကြီးကဆုလက်တွေပေးခြင်းတဲ့အတွက်ကြောင့်မလို့တငါတဲ့လိုသောဆုကိုတောင်းပါလို့ပြောတဲ့အခါမှာတငါတွေကချိန်တဲ့တရားကိုဆုလက်ဖြစ်တောင်းပါလေရောဆက်ရှင်းပါဦးကိုရဲ့အဲ့ဒီအခါမှာရှင်မြင်းကြီးကရွှေငွေဘိုးတန်ကြောက်တံပရများတွေကိုဆုလက်ဖြစ်မတောင်းဘဲနဲ့ချိန်တဲ့တရားကိုဆုလက်ဖြစ်တောင်းတဲ့အတွက်အလုံးမဲ့အံ့အားသင့်သွားပြီးစုံစမ်းမေးမြန်းတော့တာပေါ့အဲ့ခါကျမှတငါတွေကသူရရှိမဲ့ဆုလက်တွေကတဝက်တိတိကိုခေါင်းပုံဖြတ်လက်စားခြင်းတဲ့တကမှုကိုပညာပေးခြင်းလို့ဖြစ်ကြောင်းပြောကြတဲ့အခါမှာမင်းကြီးလည်းအကြောင်းစုံသိရှိရပြီးတကမှုကိုအလောကထောဖြစ်တယ်ပေးတငါတွေကိုနန်းတော်တကားဆောင်တဲ့တကမှုဖြင့်ခံအပ်လိုက်ပါလိမ့်ရောတဲ့ညီမရဲ့